สมุทรสาครอารวะอารวาครับมาไปก็ต่อก็มาขยับมาใหม่สำหรับทางของเด็กก็มาแจ็คกี้บอล1-2ก็แจ็คกี้หลุดมาแล้วก็ใส่ขวาโก้โก้โก้เฮลิโก้เฮลิโก้အားလုံးပဲမင်္ဂလာပါ GK Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်အခုလုပ်ပြပေးမယ့် exercise လေးကတော့ agility နဲ့ပတ်သက်ပြီးတော့ကျွန်တော် share လေးလုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ ချက်လောက်လိုက်ကြည့်လိုက်အောင်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုစုံစည်းကြည့်ပေးသွားအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ GK Football Channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကျွန်တော် comment အောက်မှာချထားပေးမှာဖြစ်ပါတယ် like and subscribe လုပ်ပေးကြပါအောင်လို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်